အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ဒါဘရူးနေ့အတွက်ပေါ့နော်ကျွန်တော်ဒါ Champion League Play Off ဒါဒူးကြော့ပွဲစဉ်တွေကကျွန်တော်ရဲ့အကြိုက်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်ဒီ Jupiter နဲ့ Galatasaray ရဲ့ပွဲစဉ်လေးကိုညီကိုတွေကိုရွေးချယ်ပေးခြင်းပါတယ်ဆိုတော့ဒီပွဲမှာတော့ဒါ Ancient Jupiter အနေနဲ့ Galatasaray ကိုเนาะဒီ1မိုင်းမြန်မာကြည့်မှာတော့1မိုင်း30လောက်ထိကြေးဖွင့်ပေးထားတယ်ဆိုတော့ဂိုးပုံကြည့်မှာတော့3မိုင်း50ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ဒီကြေးဖွင့်ထားတာတွေ့ရတယ်ဆိုတော့ဒီနေ့သင်းကကျွန်တော်တို့ဒီဟိုရင်ကလည်းဒါအရှိမကျွန်တော် Galatasaray ကိုရွေးခဲ့တဲ့ပွဲတုန်းကလည်းကျွန်တော်ပြောခဲ့ပါတယ်ဆိုတော့ Jubi က Galatasaray နဲ့ထည့်တွေ့ဆုံမှု4ချိန်ထိရှိခဲ့တယ်အဲ့ဒီ4ချိန်မှာသူ့အနေနဲ့အိမ်ကွင်း2ချိန်စလုံးမှာဒီ Galatasaray ကို1ရှုံဆိုပြီးတော့ပောက်ခဲ့တယ်ဆိုတော့ဒီပွဲက2-1နဲ့သူ့အနေနဲ့ဒါသူပြီးခဲ့ပြီးတော့နောက်တစ်ပွဲက2-2နဲ့ဆိုပြီးတော့ဒီသေးကြခဲ့တယ်ဆိုတော့2ချိန်စလုံးကိုသူချေရှုံထားတယ်ပြီးတော့ Galatasaray ရဲ့ဒီအိမ်ကွင်းတွေ့ဆုံမှုနောက်ဆုံးထိတိုက်ဒါအိမ်ကွင်းပေါ့နော်ဒါ Galatasaray ရဲ့အိမ်ကွင်းမှာ3ချိန်တွေ့ခဲ့တယ်အဲ့ဒီ3ချိန်မှာဒီပထမ2ချိန်မှာတော့သူနဲ့1+50 1-50ဆိုပြီးတော့သူကြီးကြောခဲ့တယ်အဲ့ဒီအချိန်မှာလည်း Jupiter ကကြီးရှုံခဲ့တယ်ပြီးတော့အခုနောက်ဆုံးတစ်ချိန်တွေ့ခဲ့တဲ့ဒီ February 16နှစ်မှာကန်ခဲ့တဲ့ဒါပွဲမှာဆိုလို့ရှိရင်တော့ Jupiter က level 50ပေးခဲ့ပြီးတော့ 5-2 နဲ့ဆိုပြီးတော့သူရှုံးနေခဲ့တယ်ဆိုတော့ Jupiter ကGalatasaray နဲ့ထည့်တွေ့ဆုံမှု9ချိန်မှာ9ချိန်လုံးကိုကျွန်တော်တို့အနေနဲ့ကြီးရှုံထားတယ်ဆိုတော့ဒီနေ့ပွဲကတော့ဒီ Jupiter အနေနဲ့ကကျွန်တော်တို့ဒါအင်ရှင်ရဲ့ပြိသက်ရှိမှာပေါ့နော်ထုတ်ခဲ့ရရင်တော့ဒီမျက်နှာငယ်အောင်ပြိသက်တွေကိုမျက်နှာငယ်အောင်ဒါလုံးလို့မရတဲ့ပွဲမျိုးဖြစ်တယ်ဆိုတော့ဒီနှစ်သင်းကကျွန်တော်တို့ဒါလိအစင်တန်းရအရင်ကွာမှုရှိပေမဲ့ Galatasaray ရဲ့လူစင်းကလည်းဒါ Jupiter နီးပါပေါ့နော်ဒါတောင်တင်းမှုရှိတဲ့လူစင်းတစ်ခုဖြစ်တယ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒါ Jubi မှာတော့အရန်ကြီးဒီအားကိုးနေရတဲ့ကစားသမားကတော့ဒါ Redet ပေါ့လေဒါဒီကစားသမားကိုပဲသူ့အနေနဲ့ဒီအားကိုးပြီးတော့ကန်နေရတာဖြစ်တယ်ဆိုတော့ဒါတိုက်ဆက် David ကလည်းအဲ့လောက်ထိမဟုတ်ဘူးဆိုတော့အလဲတန်းမှာတော့ကျွန်တော်တို့ဒါကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီမကန်နီတို့နောက်ထပ်ဒီ Locatelli တို့ဒါတူရန်ဒီဦးလီယန်တို့ပေါ့နော်နောက်ထပ်ဒီကော်တက်တို့ဒါသူတို့ကလည်းကျွန်တော်တို့ဒါ Jupiter ရဲ့ဒီမရှိမဖြစ် main player တွေဖြစ်တယ်ဆိုတော့ဒါခိုင်စစ်မှာတော့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကာလူလူတို့ကတီတို့နောက်ထပ်ဒီ White Kelly တို့ပေါ့နော်ဒါဒီကစားသမားတွေနဲ့ကတော့ဒါဒီနေ့Jupiter ကကျွန်တော်တို့အနေနဲ့ပွဲထွက်လာမယ်ထင်တယ်ဆိုတော့တစ်ဖက်မှာတော့ဒီ Icardi တို့ Osimhen တို့နောက်တစ်ခုကဒီအလဲတန်းမှာဆိုလို့ရှိရင်တော့သူ့အနေနဲ့ကတော့ဒီ Torreira တို့ဒီ Lemina တို့နော်ဒီ Remet တို့နောက်ထပ်ဒီ Sanchez ပေါ့နော်ဒီ Sanchez ကလည်းကျွန်တော်တို့အနေနဲ့ဥရောပအတွေ့အကြုံအများကြီးရင်းတဲ့အသင်းဖြစ်တယ်ဆိုတော့ Spa တို့ Arsenal တို့မှာကစားခဲ့တဲ့ဒီကစားသမားဖြစ်တယ်ပေါ့လေဆိုတော့ဒီနှစ်သင်းမှာတော့အဝေးကွင်း Galatasaray ကဒီအရှိမသူ့ရဲ့အိမ်ကမှာဂိုးပြတ်ကန်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီနေ့ဒီ Jupiter ပွဲမှာတော့သူ့အနေနဲ့လိုတလောက်ပဲကျွန်တော်ကတော့ဒီထိန်းကစားသွားမယ်လို့တော့ထင်တယ်ဆိုတော့ Jupiter ဘက်ကိုကျွန်တော်ကြည့်ရမယ်ဆိုတော့ Jupiter ကဒီစကရေကကိုမှလုံးဝကိုဒီဘေးအောင်ဖောင်ဖြစ်ပေါ့ဗျာเนาะလုံးဝကိုအနိုင်ကစားရမယ်ပြီးတော့ Jupiter ကအခုကစားခဲ့တဲ့ဒီပြန်ပွဲဆုံးနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်လေဒီ9ပွဲမှာသူ့အနေနဲ့ဒါတပွဲမှာကိုအနိုင်မရရှိထားသေးဘူးပြီးတော့သူနောက်ဆုံးကန်ခဲ့တဲ့အိမ်ကမှာလဲကိုမိုကို Z2 နဲ့သူရှုံးခဲ့တယ်တကယ်တမ်းကြည့်မယ်ဆိုလို့ရှိရင်တော့ Jupiter အခုကစားခဲ့တဲ့9ပွဲလုံးကဘလို့မှကိုအားရစရာမရှိတဲ့เนาะအနေထားတစ်ခုပါဆိုတော့တစ်ဖက်က Galatasaray ဒီကျွန်တော်တို့အနေနဲ့အိမ်ကွင်းတာကောင်းတယ်ဆိုပြီးအဝေးကွင်းကြတော့အနေငယ်ရုံကန်ရတဲ့ရှိတယ်ဆိုတော့ဒါ City ကိုတော့သူ့အနေနဲ့2-0နဲ့သူရှုံးနေခဲ့ပြီးတော့ဒီအဝေးကွင်းမှာပေါ့เนาะဒါ Champion League မှာကစားခဲ့တဲ့ပွဲစဉ်ထဲမှာဆိုလို့ရှိရင် Monaco 1-0နဲ့သူရှုံးနေခဲ့တယ်ဆိုတော့အဲ့ဒါ Egypt ကိုတော့ဒီသူအနေနဲ့ဒါ City ဆိုပြီးတော့သူကိုပြနိုင်ခဲ့တယ်ဆိုတော့ဒါဒီ Egypt ပွဲကလည်းသူအနေနဲ့နိုင်ထိုက်တဲ့ပွဲတစ်ပွဲပါဒါပေမဲ့သူ့လိုမျိုးဒီအဝေးကွင်းကဖောင်ကကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့အရန်ကြီးကောင်းတဲ့ထဲမှာတော့ Galatasaray တော့မပါဘူးဒါပေမဲ့အခု Jupiter ပေးထားတဲ့ကြေးရကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒါ Jupiter အနေနဲ့ Galatasaray ကိုဒါအနည်းဆုံးကျွန်တော်တို့က2-0ပြတ်နဲ့နိုင်လောက်တဲ့ကြေးမျိုးလို့တော့ကျွန်တော်ထင်တယ်ပြီးတော့ Serie A အသင်းတွေထဲမှာတော့ဒါနာပိုလီကလည်းကြမ်းခဲ့ပြီအန်နာမီလန်ကလည်းကျွန်တော်တို့အနေနဲ့ဒါထွက်သွားရပြီဆိုတော့ Jupiter နဲ့အတ္တလန်တာမှာကျွန်တော်ကတော့ဒါဒီနှစ်အသင်းမှာတော့သင်းကတော့ကျွန်တော်ကတော့ဒါတက်ကိုတက်မယ်လို့တော့ထင်တယ်ဆိုတော့ဒီထင်တဲ့အသင်းထဲမှာတော့ဒါအတ္တလန်တာကတော့မပါဘူးဗျအတ္တလန်တာဘာလို့မပါလဲဆိုတော့အတ္တလန်တာဒီအရင်တုန်းကတော့အိမ်ဝင်းဆွန်းဆောင်ကြီးအရန်ကြီးမကောင်းတဲ့အတွက်ကြောင့်ပေါ့လေဆိုတော့တစ်ဖက်ကဒေါမွန်ကလည်းသူ့ထက်အဆအရသားတယ်တကယ်ကိုချန်ပီယံလိအတွေ့အကြုံပွဲတလိပ်ဒါရင်းတဲ့အသင်းဖြစ်တယ်ပေါ့လေဒေါမွန်ကပဲနောက်တစ်ဆင့်ကိုတက်သွားမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီအဲကြောင့်မလို့ကျွန်တော်အတ္တလန်တာအရန်ကြီးအားမရဘူးဆိုတော့အားရအခုအနေနဲ့အားရနေတာကျွန်တော် Jupiter ကိုအားရတယ်ဘာကြောင့် Jupiter ကိုအားရလဲပြောမယ်ဆိုလို့ရှိရင် Jupiter ကပြန်ပွဲတော့9ပွဲလုံးမှာသူ့အနေနဲ့သူရှုံးခဲ့တယ်အားရစရာမရှိဘူးဒီပုံစံမျိုးပေါ့လေနောက်တစ်ခုက Galatasaray နဲ့တွေ့ဆုံ9ချိန်လုံးမှာလည်းကြည်အောင်ထားခြင်းမရှိဘူးဆိုတော့ဂိုးပြက်တွန်းထားခြင်းမရှိခဲ့ဘူးပြီးတော့
ကျွန်တော်တို့အနေနဲ့ဒါဂျူပီတက်အနေနဲ့ကဒီနေ့အိမ်ခွင်းမှာကျွန်တော်တို့ကြည့်ရတဲ့လောက်ဆိုလို့ရှိရင်ဂလာတာစာကြီးကိုသူမနိုင်နိုင်တဲ့ကြီးဆိုအနည်းဆုံး1+50တို့1တီကြီးကတော့ဒါပေါက်ကိုပေါက်ဖို့ဒါပေမဲ့အခုကြီးအနေထားရကြီးပေးထားတဲ့အနေထားရဆိုလို့ရှိရင်ဂျူပီတက်အနေနဲ့တေချာပေါက်ကတော့ကျွန်တော်အနည်းဆုံး2စီလောက်ကတော့ဂလာတာစာကြီးကိုပြက်မဲ့လို့ထင်တယ်ဆိုတော့ဒီအရှိမပြောခဲ့တဲ့လိုမျိုးပဲပေါ့ဂျူပီတက်ထွက်ရရင်တောင်မှအပရိသတ်တွေကိုဒါမျက်နှာငယ်နဲ့ဒီကျွန်တော်တို့အနေနဲ့ကထွက်ခဲ့ရတဲ့ပွဲမျိုးမဟုတ်ကြောင်းသူ့အနေနဲ့ကတော့ကျွန်တော်ကတော့ဒီတက်တည်ပြသွားနိုင်မယ်လို့ထင်တယ်ဒါကြောင့်ဒီ9ပွဲဒါရှုံးပွဲဆက်နေတဲ့ဂျူဘီနောက်ထပ်ဂလာတာစာကြီးကိုဒါတွေ့ဆုံမှု9ချိန်လုံးမနိုင်ခဲ့တဲ့ဂျူဘီတက်အနေနဲ့ဒီနေ့ပွဲမှာတော့ဒါဂလာတာစာကြီးကိုနိုင်သွားလိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့ကတော့ဒါယူဆတယ်ဒါကြောင့်ဂျူပီတက်နဲ့ဂလာတာစာရေးမှာကျွန်တော်ရဲ့ဒီနေ့အကြိုက်တွင်တဲ့တပွဲကောင်ကဂျူပီတက် body ပဲဖြစ်ပါတယ်ဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှားပွဲစဉ်တွေစော့ခြင်းနဲ့ညီကိုတွေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram ကို join ပြီးတော့ကြည့်နိုင်ပါတယ်ဆိုတော့ Telegram ကတော့ပွဲရတော့အနေငယ်တော့ကြာနေတယ်ဗျာဒါလည်းကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတော့ဒါဒီနေ့မှာ share ပေးပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျ